extra mission မှာဆိုရင် Sky Owl နဲ့9កောက်ရှင်းရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ popularity 1000ရရှိရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့တောက်ကြနေကနေတနင်္ဂနွေအတွင်းကြိုက်တဲ့အခန်းမှာ15ခွဲဆွဲရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ arena mode မှာ damage 2400အထိပြည့်အောင်ဆွဲရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ classic mode မှာကို teammate ကို15ကကဲရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ metro royal မှာအစိမ်းအောင် flare ဖြတ်တဲ့နေရာကနေ9ကျင်းထွက်ရမှာဖြစ်ပါတယ်အောက်က mission တစ်ခုကတော့ metro royal က PC တွေကိုတသိန်းဖို့ပြည့်အောင်ကောက်ပြီးရထားတဲ့ PC တွေကိုတသိန်းဖို့ပြည့်အောင်ပြန်ရောင်းရမှာဖြစ်ပါတယ် Calibration Mission မှာဆိုရင်တော့ Megumi Set နဲ့ Classic Mode 9ပွဲဆော့အောင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ Megumi Set နဲ့ပဲတပွဲနိုင်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ Novara Set နဲ့ Classic Mode 9ပွဲဆော့ရမှာဖြစ်ပြီးတပွဲနိုင်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ Megumi Set နဲ့ Novara Set ဝတ်ထားတဲ့ enemy 9កောင်ကိုရှင်းရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ KT ဆိုရဲ့ဒီအစင်းကောင်နဲ့3ပွဲဆော့ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ Space Gift တစ်ခုစီကိုတငယ်ချင်း3ယောက်ကို gift လုပ်ရမှာဖြစ်ပါတယ် အခုလိုဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like and follow လေးနှိပ်ခဲ့ပြပါဗျ